အဲ့ညဘယ်နေ့ညလဲဘယ်လိုဖြစ်လဲ3ရက်နေ့ည7:00 နာရီထိုးလောက်ပါ3ရက်ည7:00 နာရီထိုးလောက်ကိုကားတွေနဲ့ဝေါ်ဆိုရောက်လာတယ်ရောက်လာပြီးတော့ဒီတိုင်းဆက်စုကြိမ်မောင်းပြီးတော့အဲ့ဒီပထမဦးဆုံးကိုအဲ့နန်းလူတွေကိုဆွဲတော့အဲ့မှာကျွန်တော်တို့ဆိုင်ရှိရောက်တော့ကျွန်တော်ဆိုင်ကိုဆွဲဖွင့်တော့အဲ့ကျွန်တော်ကနေပြီးတော့အိပ်ပြောနေတဲ့ချိန်ပြီးလန့်လို့တော့ကျွန်တော်နေပြီးတော့ဘာကိစ္စရှိလို့ဘာလို့ဆိုတော့ဒီလမ်းမှာဘယ်သူကအိတ်ခိုင်းလို့နေတာတော့ကျွန်တော်တို့ဒီမှာနေတာတစ်လားလောက်တော့ရှိပါဘူးဆိုင်ဖွင့်ထားတာပေါ့နော်ကျွန်တော်တို့ရိုးသားသားနဲ့လုပ်ထားတာပါဒီလမ်းပတ်ချလေးကိုမေးကြည့်ပြီးပါအားဆိုလို့ရှိရင်လည်းဘလူးခွင့်ပြုချက်တော့ဘာညာကျွန်တော်တို့စီပင်ကိုစောက်တဲ့ကြောင်ကိုသွားပြောပါတယ်သွားပြောတော့စီပင်ကကောင်မလေးနှစ်ယောက်ကကျွန်တော်တို့ကိုပြောလိုက်တယ်လို့စောက်တော့စောက်အောင်ကိုတို့ရေစီပင်ကဖယ်ခိုင်းရင်တော့ဖယ်ပေးရမယ်ဆိုတော့ကျွန်တော်တို့ကလည်းစိတ်ချပါညီမလေးစီပင်ဖယ်ခိုင်းတဲ့အချိန်ဖယ်ပေးပါမယ်စီပင်ဖယ်မဖယ်ခိုင်းခင်ကိုအကိုတို့လှုပ်ဆောင်ဝင်ပြုပါဆိုပြီးတော့ပြောခဲ့ပါတယ်လို့စီပင်ကကောင်မလေးလည်းကျွန်တော်တို့ဒီလိုပြောလိုက်တယ်လို့အဲ့ဒါဆိုလို့ရှိရင်တော့အခုချန်ရှင်ကိုတော့ပြောလိုက်ချန်ရှင်ကနေပြီးတော့မစောင့်နဲ့ဆိုရင်မစောင့်နဲ့ချန်ရှင်ကစောင့်ဆိုရင်တော့ကိုတို့လွတ်လပ်တာရောင်းလို့ပြောပါတယ်ဆိုတော့အဲ့ဒါနားမလည်ဘူးတဲ့ဘယ်ဟာတော့ဘာညာနဲ့မေးတော့ကျွန်တော်ကိုသုံးလုံးကပါလို့ပြောတော့ကိုသုံးလုံးကဆိုတော့ကျွန်တော်လင်ရကြမှာဆိုတော့ကိုသုံးလုံးဆိုတော့ကျွန်တော်ညီမဒီမှာကျွန်တော်တို့ပြန်လို့ခုပါတယ်လို့ခုတော့ကျွန်တော်လင်ရကြမှာဆိုကျွန်တော်တို့စကိုင်းတိုင်းကပါဆိုတော့ကျွန်တော်ငါးမင်းဆောင်တွေဘာညာဆိုပြီးကျွန်တော်နောက်ဖက်ဖြတ်ရိုက်ပါတယ်ဘာတို့လူကဖြတ်ရိုက်တော့ရှင်မှာကျွန်တော်ညီတငယ်ချင်းထားပါတော့ကျွန်တော်အတူတူလာတယ်ပေါ့နော်ညီတော့ရင်းတော့မဟုတ်အောင်နဲ့အဲ့ကလေးကထွက်လာပြီးတော့အခုဘာဖြစ်တာတော့မေးတော့နှစ်ယောက်ဆိုပြီးတခါတည်းဆွဲပြီးလက်ထိတ်ခတ်ပြီးကားပေါ်တင်သွားတော့ကျွန်တော်ကနေပြီးတော့ဘာပစ္စည်းလို့တော့ပေါ့ကျွန်တော်တို့မှတ်ပုံလေးတွေပတ်စံလေးတွေယူပြရသေးအောင်ဆိုတော့မယူနဲ့ဘာမှမယူနဲ့မနေ့ဖြန်ကမင်းတို့လင်းလို့ရှိရင်စစ်မေးမြန်းပြီးလို့ရှိရင်မနေ့ဖြန်ကမင်းတို့ပြန်ပို့မှာမဟုတ်ဘူးကျွန်တော်ညီမကိုဖုံးဆက်ပြရသေးအောင်ဒီပစ္စည်းတွေကျွန်တော်ညီမပစ္စည်းတွေပါသူကနေကျွန်တော်တို့ဈေးရောက်စားအောင်လို့အပွေးကြီးနေလည်းပြင်မလုပ်နိုင်ဘူးဈေးရောက်စားနိုင်အောင်ဆိုပြီးတော့ဒီရေခဲပုံးတွေပါထုတ်ပေးထားလို့ပါသူ့ပန်ရှင်ကိုတော့ကျွန်တော်ဒီလိုထားခဲ့ရတယ်ဆိုတော့ကြောင့်လေပြောပြရသေးလို့ပြောတာလေအပြောမခံဘူးအပြောမခံမနဲ့ကျွန်တော်တို့တခါတည်းညာကြီးကိုအဲ့အမှတ်လေးရုံးထဲမှာခေါ်သွားပြီးတခါတည်းအပေါက်ပိတ်ပစ်လိုက်တာဘယ်နေရလဲချုပ်ရမယ်ချုပ်ကကျွန်တော်တို့3ရက်နေ့ညဆိုတော့ဒီကနေ့မှလွတ်တာဆိုတော့3ညအိတ်4ရက်ခုမှပေါ့အဲ့ချိန်မှာရုံးမှာပဲချုပ်တာအမှတ်လေးရုံးနောက်ကျုံးမှာပဲချုပ်ထားတာအဲ့လိုချုပ်ထားပြီးတော့ကိုပထမအဆုံးကိုမနေ့လဲလင်းရောခေါ်တော့အဲ့လူငယ်တွေကိုရင်သုံးခါခေါ်တော့ကျွန်တော်ဘယ်နှစ်ရှိတုန်းဆိုကျွန်တော်45နှစ်ရှိပြီလို့ဆိုတော့ဟိုကလေးကိုဘယ်နှစ်ရှိတုန်းဆိုဟိုကလေး29နှစ်ပါလို့ပြောတယ်ခေါ်ရဆိုမင်းလာခဲ့ဆိုတော့သူ့ရှိကိုရုံးရှိကိုခေါ်သွားတော့ဘာတွေပြောတယ်မသိပါဘူးအပြန်ကျတော့ကျွန်တော်မေးကြည့်တာငါညီလို့မင်းဘာလုပ်တာတုန်းလို့ရှိကိုခေါ်တော့ကျွန်တော်ဗျာတဲ့ဓာတ်ပုံရိုက်ပြီးတော့မှတ်ပုံတွေရိုက်ပေးမယ်ဆိုပြီးတော့ဓာတ်ပုံရိုက်တယ်အဲ့ဒါလက်ပွေရိုက်တယ်လက်နှိပ်ပြီးတော့လက်မှတ်ထိုးခိုင်းတာလက်မှတ်ထိုးခိုင်းတာကျွန်တော်စာဖတ်လိုက်တော့စက်မှုထမ်းရမယ်ဆိုတဲ့စာပါတာတဲ့ပါတော့မင်းလက်မှတ်ထိုးစက်မှုမထမ်းဘူးဆိုလို့ရှိရင်မင်းထောင်ကြမယ်လို့ပြောတာတဲ့ထောင်ကြမယ်ဆိုတော့အဲ့ကလေးကလည်းကြောက်ပြီးတော့လက်မှတ်ထိုးလိုက်ရတာဆိုတော့အဲ့လိုလူတွေကအကုန်လုံးပေါင်းဆိုလို့ရှိရင်ဖမ်းခံတာ14ယောက်ပါ14ယောက်ကိုလွတ်တာ4ယောက်ပါအဲ့ဒီမဲ့လွတ်တဲ့ထဲမှာလူငယ်လေးတစ်ယောက်ပါပါတယ်အဲ့လူငယ်လေးတစ်ယောက်ကြတော့သူတို့ရုံးမအလုံးလုံးနေတဲ့ကောင်ကမင်းငါမသိဘူးလားဘာညာနဲ့မေးလိုက်တော့အဲ့ကလေးကိုကြတော့အပြင်ဘက်ကိုခေါ်ပါတယ်အတွင်းထဲရောက်လာတော့ကျွန်တော်မေးတယ်ငါညီလို့မင်းဓာတ်ပုံတွေပါတွေရိုက်ပြီးလာကျွန်တော်ဓာတ်ပုံလည်းမရိုက်ဘူးလက်ဝှေးလည်းမနှိပ်ရဘူးလို့ပြောတယ်သူ့ကိုထိတ်လုံးထဲမှာလည်းခတ်မထားပါဘူးအဲ့ဒီနေ့က14ယောက်ပေါ့အဲ့ဒီနေ့ကပထမရက်ကကျွန်တော်တို့အရင်မှာရောက်နေတာက4ယောက်ကျွန်တော်တို့အရင်မှာရောက်နေတာ2ယောက်5ယောက်ပဲကျွန်တော်နဲ့အတူတူဖန်ခံတာ9ယောက်10ယောက်နောက်ညကျတော့4ယောက်အားလုံးပေါင်း14ယောက်အဲ့ဒါဒီကနေ့ကျတော့ကျွန်တော်တို့သူတို့ထုတ်သွားတော့ကျွန်တော်တို့လွတ်ပါတယ်လွတ်ပြီးတော့အပြင်မှာလွတ်ပြီးတော့ဟွာတယ်မင်းတို့ဒီကနေ့ခံဝင်လေးလက်မှတ်ထုတ်ပြီးလို့ရှိရင်ခင်ဗျားတို့ပြန်လွတ်မယ်ပေါ့အဲ့ဒါကျွန်တော်လည်းပြောရမယ်ဆိုရင်တော့ဆရာဒီကျွန်တော်ညီလေးနဲ့လည်းအဆက်အသွယ်ရဖို့ရရဲ့live ဖို့ရကြတော့လည်းအဆင်ပြေအောင်လို့ကျွန်တော်တို့ကတော့စကားတစ်ခွန်းပြောခဲ့ပါတယ်ကျွန်တော်တို့ဒီလိုစိတ်မှုထားတဲ့ကိစ္စကဏ္ဍကိုလည်းဒါမှဖြစ်ပြီးမှတော့ဗာတက်နိုင်မှာတော့ပေါ့နော်ကျွန်တော်တို့ပြန်ဝင်ပြပါပေါ့ရတယ်ပြန်ခိုင်းပါဆိုအဲ့ဒါလို့ရှိရင်တော့ကော်ဖီလေးတော့လိုက်ဆိုင်ပေးပါအောင်ဆိုကျွန်တော်မီနီကုန်းဘက်မှာသူတို့ခြံမှာကော်ဖီလိုက်ဆိုင်ပေးရပါတယ်အဲ့ကော်ဖီလိုက်ဆိုင်ပေးပြီးတော့အပြန်ရတော့ကျွန်တော်ဆိုင်ရလဲဗျာလို့ဒီမှာကြည့်ပါအောင်အကုန်လုံးစုပ်ပြတ်တက်နေတာပေါ့
ကျွန်တော်ဆင်းခွင့်ပြုပါဆိုတော့ဆင်းနေခဲ့လေတဲ့ရတယ်တဲ့အဲ့ဒါကျွန်တော်ပြန်စဉ်းစားလိုက်တာဖုန်းကကျန်းနေတာတစ်လုံးရှိသေးရလေဒီပစ္စည်းတွေကလူခုသွားတာမှန်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဖုန်းလေးတစ်လုံးနဲ့ကျွန်တော်ရောင်းပြီးတော့ရင်းနှီးရမှာဟုတ်ဒီစားတော့မှာဆိုတော့အဲ့ဒါကျွန်တော်ကအဲ့ဆိုရင်ကိုရလည်းကျွန်တော်ဖုန်းလေးပြန်ပေးမှဆိုလို့ရှိရင်တော့ကျွန်တော်ရုံးကိုလိုက်ထုတ်ချင်ပါတယ်ဆိုတော့ဟောပေးမယ်လားလိုက်ခဲ့ဆိုတော့အဲ့ဒါကျွန်တော်ရုံးကိုလိုက်ပါတယ်ရုံးကိုလိုက်တော့ကျွန်တော်ဖုန်းကိုလူချင်းချင်းထုတ်ပေးလိုက်ပါတယ်လက်မှတ်ကတော့ဘာမှမထိုးခဲ့ရပါဘူးကျွန်တော်ကယ်ရီကာ1000လည်းပေးလိုက်တယ်အဲ့ဒါပါပဲ နာမည်က ကျွန်တော်နာမည်ကကိုဝင်းကူပါဟုတ်အသက်က45နှစ်ပါသွားတဲ့ကလေးနာမည်နေလင်းဦးပါ နည်းနည်း အသက်က29နှစ် အတူတူပဲ အော်အတူတူဈေးရောက်နေတာပါ